个红色的是我的，左边那个红色的是我的，左边是那个北边，那个是那个胡的胡，那红色你呀，红色的你呀啊，是我的，我哈别的，那哦，左边北边个胡的胡，胡你样的胡啊，我哈别的，不代表着呢，课文你来记啊，课文一等下啥的。在反正看你吗？在反正看你吗？下面的生词，阿玛西的你话的眼睛没？第一，那边这个手表是我手三星手，不一样表三星表。手表是我手三星手，不一样表三星表。手表那边哪里？下一个钱，7元钱一升钱，7元钱一升钱。7元钱一升钱，钱是那个ထောင်ကိုပြောတာနော်တောင်စင်ပေါ်1000 2000အဲ့ဒီထောင်手表钱手表钱手表လက်ပတ်နာဤ钱ထောင်钱ထောင်手表လက်ပတ်နာဤ手表钱A 说这块手表是你的吗？这块手表是你的吗？这ဒီဟာက这块ဒီတစ်ခုကပေါ့နော်ခွိုက်手表ဆိုတဲ့နိုင်လေးကိုသုံးတဲ့အခါမှာခွိုက်နဲ့တွဲသုံးမယ်ပေါ့这块手表ဒီနိုင်တစ်လုံးက是吗ဖြစ်သလား你的မြင့်ဟာဖြစ်သလားနော်是吗ဒါလေးလိုမျိုးတွဲပြန်မယ်这块手表是你的吗ဒီနိုင်တစ်လုံးကမြင့်ရဲ့ဟာဖြစ်သလား比亚ပြောတယ်不是我的不是我的，不是说了么不我的，我也还么不，是我爸爸的，是我爸爸的，我爸爸的是我皮也哈ဖြစ်တယ်နော်我皮也哈ဖြစ်တယ်多少钱买的多少钱买的多少钱ပတ်စံဘလောက်ပေးရလဲ买的ဝယ်တော့ကနော်ဝယ်တော့ကပတ်စံဘလောက်ပေးရတယ်လဲတဲ့3000多块3000多块3000ဆိုတာကထောင်ဆန်းက3000ကျော်ပေးရတယ်ပေါ့တော့ကများတော့ဒီနေရာမှာကျော်လို့ပါတာပြန်မယ်3000多块3000ကျော်ပေးရပါတယ်အဲ့တော့9000ကျော်ဆိုရင်5000多块ဟုတ်လား6000ကျော်ဆို6000多块ဒါမျိုးလေးထည့်ပြောလို့ရတယ်这块手表是你的吗ဒီ哪一个你的本哪一个灭哈啦不是我的是我爸爸的我哈冇不我皮哈皮的多少钱买的为了我不san不老ပေးရလဲ3000多块3000ကျော်ပေးရပါတယ်ဒီမှာဆိုလို့ရှိရင် subject ပတ်လေးတွေခွဲကြည့်အောင် verb ဒီ是ပေါ့နော်是 verb အဲ့တော့这块手表ဆိုတာဒီ subject နောက်က你的吗ဆိုတာရဲ့တော့ object တစ်ခုဖြစ်သွားမှာပါဟုတ်လားအဲ့တော့这块手表是你的吗ဒီလက်ပတ်နာကြီးကမြင်ဟာလားဒါဆိုလို့ရှိရင်ဒီစာအုပ်ကမြင်ဟာလားဆိုလို့ရှိရင်这本书是你的吗这本书是你的吗ဒီစာအုပ်ကမြင်ဟာလားဒါမျိုးလေးနေလို့ရတယ်အဲ့တော့不是မဟုတ်ဘူးပေါ့ဟုတ်တယ်ဆိုရင်是我的ဟုတ်တယ်ငါရဲ့ဟာဖြစ်တယ်不是我的ဆိုငါရဲ့ဟာမဟုတ်ဘူး是我爸爸的ငါဖေရဲ့ဟာဖြစ်တယ်နော်多少钱买的ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်买က verb ဒီရှိကဟာဒီ subject ပေါ့နော်多少钱买的ဝယ်တော့ကဘယ်လောက်ပေးရလဲ多少3000多块3000ပေးရပါ3000ကျော်ပေးရပါတယ်